မနှစ်ကဒီလိုအချိန်လောက်မှာကျွန်တော်လေရင်ပေါ်မှာမြန်မာနိုင်ငံကနေပြီးတော့ hash သွားတဲ့လူတစုကိုကျွန်တော်တွေ့ခဲ့တယ်ပေါ့နော်အဲ့ဒီလူတွေထဲမှာတချို့ကပေါ့နော်တက်ကြီးရွယ်အိုတွေပါတယ်လူကြီးပိုင်းတွေပါတယ်ပေါ့နော်ပထမဦးဆုံးလေရင်စီးပူးတဲ့လူတွေပါတယ်သူတို့ကလေရင်ပေါ်မှာအိမ်သာဘယ်လိုသုံးရမလဲမသိကြတဲ့လူတွေရှိတယ်ဗျအဲ့ဒါကြောင့်ကျွန်တော်ကဒီဗီဒီယိုကနေပြီးတော့လေရင်ရဲ့အိမ်သာအသုံးပြုပုံလေးကိုတင်ဆက်ပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်ရအောင်ပထမဦးဆုံးအနေနဲ့လေရင်ထဲကိုဝင်သွားမယ်ဆိုရင်ပေါ့နော်ဒီဘက်မှာမှန်ရှိမယ်ဒီဘေးကအန်ဆွဲလေးတွေကတော့ sanitary pad ပေါ့နော်အမျိုးသမီးသုံးပစ္စည်းလေးတွေပါဒီ tissue အပျော့လေးကတော့မျက်နှာတုပ်တဲ့ tissue ပါဒီအောက်မှာကတော့လက်တုပ်တဲ့ tissue အမှာပါပြီးတော့ဆိုရင်ဒီလိုလေးဖွင့်ပြီးတော့အမိုက်တွေကိုထည့်လို့ရပါတယ်ဒါအမိုက်ပုံပါပြီးတော့လေရင်ဘောကအိမ်နာတွေကလူအများသုံးတာပေါ့နော်ယာနဲ့ချီပြီးတော့လူတွေသုံးကြတယ်ပေါ့နော်အဲ့တော့ဒီစာရွက်လေးကိုခံပြီးတော့သုံးသင့်ပါတယ်ဒီစာရွက်ကိုဘယ်လိုအသုံးပြုလဲဆိုတာကျွန်တော်ပြပါမယ်ဒီအိမ်နာအဖုံးလေးကိုဖွင့်လိုက်ပါဖွင့်ပြီးသွားပြီဆိုရင်ကိုထိုင်မဲ့နေရာမှာဒီလိုမျိုးစာရွက်လေးခံလိုက်ပါတစ်ရွက်ပါတယ်ဆိုရင်နှစ်ရွက်သုံးရွက်ခံလို့ရပါတယ်ခံပြီးသွားပြီဆိုရင်အိမ်နာသုံးပါသုံးပြီးသွားပြီဆိုရင်တော့ဒါကတော့ရေခွက်ပါတောက်ရေခွက်မဟုတ်ပါဘူးဒါကတော့အိမ်နာမှာသုံးဖို့ရေခွက်ပါခွက်ထဲမှာဒီကနေရေခံပြီးတော့အိမ်နာမှာရေသုံးလို့ရပါပြီကျွန်တော်ကတော့မသုံးပြတော့ပါဘူးသုံးပြီးသွားပြီဆိုရင်တော့အဖုံးပိတ်ပြီးဒါလေး flash လေးကိုနှိပ်လိုက်ပါဒါကတော့အိမ်နာရေဆွဲချတာပေါ့လေရင်ပေါ်မှာကတော့အညစ်အကြေးတွေကိုလေးနဲ့ဆုပ်လိုက်တာပါပြီးရင်တော့ဒါကတော့ crew call button ပါတချို့တွေအမှားပြီးတော့နှိပ်တတ်ကြပါတယ်အဲ့လိုနှိပ်လိုက်ရင်တော့ cabin crew တွေရောက်လာပါမယ်ဒါကတော့ကလေးဒိုင်ပါလဲကျင်တဲ့လူတွေအတွက်ပေါ့နော်ဒိုင်ပါလဲ table ပါဒီမှာပြတာပါတယ်အဲ့ဒါကိုဒီလိုလေးဖွင့်ပြီးတော့ကလေးတွေကိုဒိုင်ပါလဲလို့ရပါတယ်သုံးပြီးွားပြီဆိုရင်တော့ဒီလိုလေးခောက်ပြီးတော့ပြန်သိမ်းလိုက်ပါဒီဗီဒီယိုလေးကလေရင်ပထမဦးဆုံးစီးသူတွေကိုအကျိုးပြုမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်